အခုကြည့်နေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့တစ်ဖက်သူကဘာပြောချင်လဲသူတို့ရင်ထဲမှာဘာခံစားချက်တွေရှိလဲသူတို့ဖုံးကွယ်ထားတာဘာလေးရှိလဲပြောပြပေးပါဒီညီမရှိတဲ့အဆောင်ရှောက်ပုဂ္ဂိုလ်တွေအကုန်လုံးကိုကျွန်တော်ကလေးစားတမှုနဲ့ယူတည်ပြုပါတယ်ကျွန်တော်ဒီနေ့မြေမှာစစ်စီလူမျိုးတွေရဲ့အတတ်ပညာနဲ့ဒီဟောပြောခြင်းကိုဖွင့်ပြပေးပါအတင်းတို့ရဲ့မေတ္တာဓမ္မအောင်လည်းခံယူပါတယ်တွေ့ရတာကအခုကြည့်နေတဲ့သူပေါ့နော်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်တင်းတို့ကဘာသာရေးပေါ့နော်ဘာသာရေးတွေလေးစားမှုရှိတယ်ရှေးရိုးထုံလန်းစင်လာတွေကိုလည်းလိုက်နာယုံကြည်တတ်တဲ့သူတွေပေါ့နော်ကိုကအခုကာလမှာခစ်မီမီခစ်ဆန်ဆန်နေတတ်တယ်ဆိုပေမဲ့လည်းဒါတင်းတို့ရဲ့စိတ်ထဲမှာတကယ်ကိုရှေးထုံလန်းစင်လာတွေကိုနည်းနည်းလိုက်နာကျင့်သုံးတတ်တဲ့သူတွေလို့မြင်တယ်ပေါ့နော်ယောက်ျားလေးဆိုလဲအဲ့လိုပဲဒီဘာသာရေးလိုက်စားလို့တော့၎င်းဒါမှမဟုတ်လို့ရှင်လဲဘာသာရေးနဲ့ပတ်သက်တဲ့ဘုန်းကြီးတွေအဲ့လိုပေါ့နော်ဘာသာရေးလုပ်နေတဲ့သူတွေနဲ့နီးစပ်မှုရှိရယ်ကိုယ်တိုင်လုပ်နေလို့တော့၎င်းသို့မဟုတ်လို့ရှိလို့ရှင်လဲအဲ့လိုလူတွေနဲ့ကိုကနီးစပ်မှုရှိရယ်ဆိုတာလေးတွေတော့တွေ့ရတယ်ပေါ့နော်အမျိုးသမီးရောအမျိုးသားရောတင်းတို့မှာဒီလိုပေါ့နော်စိတ်ပိုင်းဆိုင်ရာစွမ်းအားတွေကရှိရယ်တခုခုဘာသာရေးကိုတေချာလုပ်လိုက်လို့ရှိလို့ရှိရင်ထူးဆန်းတဲ့ပေါ့နော်ထူးခြားတဲ့ဒီလိုဆက်သွယ်မှုလေးတွေကိုမြင်ရတတ်တယ်ပေါ့နော်အိမ်မက်တော်၎င်းပေါ့နော်အဲ့လိုမြင်ရတတ်တဲ့လူတွေပါလိမ့်မယ်တင်တို့ကတိတ်မကြခင်အခုပေါ့နော်အခုလက်ရှိမှာတော့တင်တို့ကဒီအချစ်ရေးမှာတော့ပြောရရင်နည်းနည်းအဆင်မပြေဘူးဒီတိုက်ပွဲတစ်ခုမှာပေါ့နော်အဆင်မြေပြင်မှာရှိနေတဲ့အနေအထားလိုမျိုးလေးတော့တွေ့ရတယ်ပေါ့နော်တခုခုပေါ့စကားအရာတော်၎င်းစိတ်ပိုင်းဆိုင်ရာအရာတော်၎င်းတယောက်နဲ့တယောက်ပြိုင်ဆိုင်နေတယ်ဆိုတဲ့ဟာလေးတွေတော့တွေ့ရတယ်ပေါ့နော်တင်တို့ရဲ့တစ်ဖက်သူကတယောက်နဲ့တယောက်မချစ်ဘူးတော့မဟုတ်ဘူးတယောက်နဲ့တယောက်ချစ်တယ်ဒါပေမဲ့လည်းပေါ့နော်တယောက်နဲ့တယောက်ကိုမာနခြင်းပြိုင်လို့တော့၎င်းအရင်ခေါ်ခြင်းနေအောင်မှပဲသူခေါ်တာကိုစောင့်နေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံလေးတွေတွေ့တယ်အဲ့လိုပဲဒီပြောရရင်ဒီ mind game တွေပေါ့နော် mind game တွေနည်းနည်းကစားနေတဲ့ပုံလေးတွေတော့ကျွန်မတွေ့တယ်mind game ဆိုတာဘယ်လိုပြောချင်လဲဆိုလို့ရှိရင်ထားပါတော့သူ့ကိုဒီလိုပစ်ထားလိုက်လို့ရှိရင်သူကိုပြန်စိတ်ဝင်စားမလားကျွန်မအရင်ရှင်းမပြတတ်ဘူးပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့နော်သူ့ကိုပြန်ခေါ်ရင်တော့မှပဲပေါ့နော်ပြန်စခေါ်လိုက်လို့ရှိရင်ဒီတိုင်းအစင်မပြေမှာကြောက်လို့တော့၎င်းပေါ့နော်သူ့ကိုနည်းနည်းလေးအဲ့လိုစိတ်ပိုင်းဆိုင်ရာပေါ့နော်sorryအဲ့လိုမျိုးလေးတွေတယောက်နဲ့တယောက် mind game လေးတွေလုပ်နေတဲ့ပုံစံလေးတွေတော့တွေ့ရတယ်ပြီးတော့ပေါ့နော်တင်တို့ရဲ့စိတ်ထဲမှာလည်းဒီလိုအတိတ်ကပေါ့နော်နာကျင်မှုတွေတော့၎င်းအတိတ်ကလူတွေကိုတော့၎င်းဒါမှမဟုတ်လို့ရှင်လည်းအတိတ်ကပျော်ရွှင်မှုတော့၎င်းအတိတ်ကကောင်းပြေဆုံးလွတ်လပ်ပြေဆုံးကြွယ်ဝမှုတွေကိုတော့၎င်းပေါ့နော်အဲ့လိုအတိတ်ကစိတ်ပိုင်းဆိုင်ရာတော့၎င်းလူတော့၎င်းအဲ့လိုမျိုးစိတ်ခံစားချက်လေးတွေတော့နည်းနည်းတွေ့ရတယ်sorry ကျမခီးရောက်နေတော့လေအဲ့ရနေရိုက်တာဆိုတော့နည်းနည်းဒီအတန်အနှောက်ယှက်လေးတွေလူအနှောက်ယှက်လူလေးတွေထားတော့လူအရှင်းဆုံးဘယ်သူမှမလာတဲ့နေရာကိုရွေးပြီးတော့လေရိုက်တာဆိုပေမဲ့ပေါ့နော်အဲ့လိုအတန်အနှောက်ယှက်လေးတွေဝင်ခဲ့သည်ရှိတော့နည်းနည်းတစ်ချက်လောက်ပေါ့နော်နားလည်ပေးပါအဲ့လိုပေါ့နော်ခဏကပြောတာဆိုအဲ့လိုအတိတ်ရဲ့ခံစားချက်တွေအတိတ်ရဲ့လူဟောင်းပြဿနာတွေအဲ့လိုပေါ့နော်အရင်လိုပြန်နေခြင်းနဲ့စိတ်ဆန္ဒတွေတော့၎င်းအဲ့လိုမျိုးပေါ်ပေါက်နေတဲ့သူလေးတွေရှိမယ်ဒါမှမဟုတ်လို့ရှိရင်လည်းတချို့လူတွေကကြတော့ပေါ့နော်တချို့လူတွေကကြတော့အချစ်နဲ့ဝေးကွာသွားပြီးဒီပြန်ပြီးတော့ပေါ့နော်ဒီလူတယောက်နဲ့ထားပါတော့လူတယောက်နဲ့ကွဲသွားပြီးပြတ်သွားပြီးပေါ့နော်ဒီလိုသူ့ကိုချစ်ခဲ့တဲ့အချစ်လိုမျိုးနောက်ထပ်ချစ်နိုင်တော့မယ်မဟုတ်ဘူးဆိုပြီးတော့ထင်နေတဲ့သူတွေကလည်းအခုလက်ရှိအချိန်တွေမှာပြန်ပြီးတော့အချစ်အတွက်ခံစားရတာမျိုးတော့၎င်းပြန်ချစ်တက်နေလို့တော့၎င်းပေါ့နော်အဲ့လို energy လေးတွေလည်းတွေ့တယ်ပေါ့နော်ကိုယ့်ရဲ့ဒီစိတ်ခံစားချက်တွေကပြန်ပြီးတော့အသစ်တဖန်ပြန်မွေးလာတယ်ဆိုတဲ့စိတ်ကလေးတွေတော့တွေ့တယ်ပေါ့နော်ဒါကအခြေရေးနဲ့ပတ်သက်လို့တော့၎င်းဒီကိုယ့်ရဲ့လူနေမှုဘဝပုံစံကိုတော့၎င်းပေါ့နော်အဲ့လိုမျိုးလေးတွေမှာတင်တို့ကပြန်ပြီးတော့ဒီလို
အတိတ်ကိုပြန်လွမ်းဆွတ်တာတွေဒါမှမဟုတ်လဲဒီလိုပြန်အစ်စ်တပံပြန်မွေးလာတယ်လို့ခံစားချက်မျိုးတွေပေါ့နော်အဲ့လိုမျိုးလေးတွေလည်းနည်းနည်းတော့တွေ့ရတတ်တယ်ဒါပေမဲ့တင်တို့ကအခုချိန်မှာတော့ပေါ့နော်တစုံတစ်ခုကိုပြက်ပြက်တသားပြက်ပြက်တသားလုံမယ်ဆိုတဲ့စိတ်ခံစားချက်လေးတော့ရှိတယ်တချို့လူတွေဆိုရင်လှုပ်လဲလှုပ်ပြီးသွားပြီအောင်မြင်နေပေါ့နော်ကိုယ့်ရဲ့လုပ်ရက်တော်၎င်းကိုယ့်ရဲ့အပြောဆိုတွေတော့၎င်းပေါ့နော်ဒီပြက်သားနေတယ်ကိုယ်စိတ်ထဲမှာထပ်နေတယ်ပေါ့နော်အဲ့လိုပုံစံလေးတွေလည်းတွေ့ရတယ်ကိုယ်စိတ်ထဲမှာကအရန်ဝမ်းနေနေရင်တော့မှပဲကိုယ့်ရဲ့အပြင်မှာကိုယ်အပြောဆိုကိုယ့်ရဲ့လုပ်ရက်တွေကပြက်သားနေတယ်ဆိုတော့energy လေးလည်းနည်းနည်းတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီကတ်တွေမှာsorry ဒီကတ်တွေအကုန်မပေါ်ဘူးဖြစ်နေတာ sorry ခဏလေးနော်ကျမအရေးပါနေလို့ရှင်လေ sorry ပေါ့နော်အရေးရွှေ့ရအောင်အရေးလွတ်ရအောင်ရွှေ့ရင်ရွှေ့နေနေရနောက်ကလိုက်ထိုးသလိုဖြစ်နေအဲ့လိုမျိုးပေါ့နော်ဒီတင်တို့မှာဒီလက်ရှိဒီလို energy လေးတွေတွေ့တဲ့အတွက်တင်တို့ညဘက်အိတ်မပြောတာတွေဘယ်လိုပြောမလဲနာကျင်မှုတွေခံစားနေရတာတွေအဲ့လိုမျိုးခံစားချက်လေးတွေတော့နည်းနည်းတွေ့တယ်ဒါပေမဲ့လေဒါတိတ်မကြခင်မှာပေါ့နော်ပြန်နိုးထတော့မယ်ဒီဟာကြီးမှာအခုလက်ရှိမှာဒီဓာတ်သုံးချောင်းကအပေါ်မှာမိုးထားပြီးတော့ကိုအိတ်မပြောခတ်နေတယ်ဆိုပေမဲ့ဒီမှာလေတင်ကဒီပြန်နိုးထတော့မယ်ဆိုပြီးတော့လေတွေးလို့ရတယ်လို့နောက်တစ်မျိုးကကြတော့လက်ရှိမှာတင်ကဒီလိုအိတ်မပြောနိုင်လောက်အောင်စိတ်ခံစားချက်တွေကများနေတယ်ဆိုပေမဲ့လေကိုပေါ့နော်ကိုဒီလိုလုပ်နေလို့မဖြစ်ဘူးကိုရိုင်းပေါ့နော်ပြန်ထူထောင်မှဖြစ်မယ်ဒါမှမဟုတ်လို့ရှင်လေတခြားအရေးကြီးတဲ့ကိစ္စတွေအတွက်ကိုစိတ် energy တွေကသုံးဖို့လိုအပ်တယ်ဆိုတဲ့အတွေးမျိုးနဲ့ပေါ့နော်အဲ့လိုမျိုးနဲ့လေတင့်ကိုတင်ပြန်ပြီးတော့ထိန်းနေတယ်ဆိုတဲ့ energy မျိုးလဲတွေ့ရတယ်ပေါ့နော်ဒီကက်က 4 swat ရဲ့ energy ကကြတော့လေဟိုလိုမျိုးတခြားဓာတ်8ချောင်းတို့ဓာတ်10ချောင်းတို့လောက်တော့မစိုးဘူးတင်တို့အခုလက်ရှိမှာတော့အကျွင်းကြံပေါ့နော်ခံစားချက်အကျွင်းကြံနေအိပ်ပျော်ခက်ခဲတဲ့ပြဿနာတွေဒါတွေကတော့တင်တို့မှာရှိနေအောင်ပါပဲဘာလို့ဆိုတော့ဒီအနောက်မှာဒီတာဝါကတ်တို့ဘာလို့လဲတွေ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တင်တို့ကဒီဆက်ဆံရေးတစ်ခုပြိုလဲခဲ့လို့တော့၎င်းဒီတစ်ခုပေါ့နော်တစ်ခုပြီးဆုံးတဲ့ energy လေးလည်းပြနေတယ်ပေါ့နော်မထင်မှတ်ဖဲနဲ့မျော်လင့်မထားဘဲနဲ့အရာတစ်ခုอ่ะပေါ့နော်ဒီအရာမျော်လင့်မထားဘဲနဲ့ဘုံစားတိုင်းစားကြီးဖြစ်သွားပြီးတော့ဆက်ဆံရေးတစ်ခုပြတ်တောက်လို့တော့၎င်းပေါ့နော်ဒါမှမဟုတ်လို့ရှင်လေဒီတခြားပေါ့နော်တစ်ခုကိုအဆုံးသက်လိုက်တာမျိုးတော့၎င်းပေါ့အဲ့လိုမျိုး energy လေးလည်းတွေ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီမှာကတော့ခံစားချက်ကတော့ဒီမှာလာပြနေသေးတယ်ပေါ့နော်ဒီမှာလာပြနေသေးတယ်ဒီလိုလောက်ရက်ကလည်းတင်းတို့နှစ်ဖက်စလုံးပေါ့နော်ထားပါတော့ relationship တစ်ခုပြတ်ဆဲတာဆိုလို့ရှိရင်လည်းအဲ့ဒီလောက်ရက်အတွက်ကတင်းတို့နှစ်ယောက်စလုံးကတော့ခံစားခဲ့ရမှာပဲတင်းတို့နှစ်ယောက်စလုံးမှာတော်တော်လေးကိုအလူးလိမ့်ခံစားခဲ့ရတာတော့တွေ့တယ်ဒါပေမဲ့လည်းနှစ်ယောက်လုံးဒီစစ်မြေပြင်မှာရှိနေတယ်လို့ခံစားချက်မျိုးနဲ့တယောက်နဲ့တယောက်ပေါ့နော်တယောက်နဲ့တယောက်ဒီစိတ်တွေကိုထိန်းချုပ်လို့တော့၎င်းမာနခြင်းပြိုင်လို့တော့၎င်းအဲ့လိုအနေထားလေးတွေလည်းနည်းနည်းတွေ့တယ်ပေါ့နော်နောက်ပြီးတော့တိတ်မကြခင်မှာတော့တင်းတို့ရွေးချယ်မှုတစ်ခုတင်းတို့လောက်ရမယ်ပေါ့နော်လောက်ရမယ်ဆိုတဲ့အရာလေးတော့တွေ့တယ်လမ်းဆောင်တစ်ခုမှာတင်းတို့အခုရောက်နေတယ်ဆိုတဲ့ပုံစံပေါ့နော်ဒီရွေးချယ်မှုကလည်းမဖြစ်မနေကိုလောက်ရမယ်ရွေးချယ်မှုမျိုးပေါ့နော်ကိုမလောက်ချင်ဘူးဘလို့ပဲရှောင်လွှဲနေပေမဲ့လေဒါဟာလုံးမပဲအဆင်ပြေမယ်ဆိုတာလေကိုယ်တိုင်သိရပေါ့နော်သိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာမဖြစ်မနေဒီအနေထားကိုတော့တင်းတို့ကြုံတွေ့ရမှာဖြစ်တယ်ဒီရွေးချယ်မှုကလည်းတင်းတို့အကြံပေးချင်တာကကြတော့ပေါ့နော်ဒီလိုမျိုးမိသားစုကိစ္စတွေငွေကြေးကိစ္စတွေပေါ့နော်အဲ့လိုကိစ္စမျိုးတွေနဲ့ပေါ့နော်အရင်ချိန်တွေးပြီးတော့ထည့်တွက်စဉ်းစားရမယ်ဟာလေးတွေတော့တွေ့တယ်ပေါ့နော်